မင်္ဂလာပါရှင်။အခုစုပေးတဲ့တကယ်ကြီးများထော်လာရှင်နေဆက်နေကြပါလေ။ ဟုတ်မင်္ဂလာပါခင်ဗျာမိတကားဆောင်ငါပြေးသလားရှင်နေကဒီလေမမချင်တာသူပြေးတော့တကယ်မချစ်တဲ့ကိုစိန်ကဘယ်နေ့ပြန်လာမလဲလို့မျောတော့စိုးနေမို့နေရတာကလာတွေကြာငယ်ချောင်းမို့တတိယနေတာပြန်လာရဲ့ဝချစ်သူရလွမ်းသမားလေးတန်းတာမိနေတာတမီးကဆောင်ပြေးသလားဒီနေ့ကတင်လဲမမကျွန်တော်သူပြတ်သွားတကယ်မချစ်တဲ့ညီစိန်ကဘယ်နည်းပြန်လာမလဲလို့မျိုးတော့တဲ့မော်နီရတာကာလာရီချောင်းနဲ့ချောင်းကိုတတိယနေတာပြန်လာခဲ့မှချစ်သူရလွန်သမားလေးတန်းနာမိနေတာမြေဆိုကြီးနေပြီမှာအမြဲတမ်းပဲထိုင်နေမိတာအတေးရှိရကောက်ကဝေးရတဲ့ဒုံနှူပါအချောင်းမလားလို့မပေါ့ရပြီမေသစ္စာတကယ်ရှိနေမှာရှင်နေသူတွေလားဆိုင်နေသူတွေလွမ်းတာဆိုင်နေသူတွေလွမ်းတာချစ်နေသူတွေလွမ်းတာတကယ်ဖြစ်ရတကယ်တော့မဆမ်းပါဆိုကြီးနမီးကလွမ်းသမားလေးပါတမင်တကာရှောင်းကပြေးသွားတဲ့ချစ်သူရေမင်းကိုပေါ်မှာဘလောက်ပဲစိတ်ကရက်စက်နိုင်ပေမဲ့တို့တယောက်ကတော့မင်းရဲ့ပေါ်မှာမပြေတော့ချစ်တွေနဲ့ထာဝရဆက်ချစ်နေမှာပါဒီဘဝမှာမပုံရပြီမဲ့လေနောက်ဘဝမှာပုံရပါစေတရားမှာဆူတောင်းရင်းနဲ့မင်းပြန်လာမယ့်ရက်ကိုစိုးကြီးနီးရဲ့နေပြီးမှာစောင်းမြော်ရင်းလွမ်းသမားလေးတယောက်ကတူလဲလို့မေးကိုရဲ့ပါတမီးတကားဆောင်ကပြေးသလားရှင်နေကထီလေမမချင်တာသူပြေးသွားတကယ်မချစ်တဲ့ကိုစိန်ကဘယ်နေ့ပြန်လာမလဲလို့မျိုးတော့စိုးနေမို့နေရတာကလာတွေကြာငယ်ချင်အောင်မို့တတိယနေတာပြန်လာရဲ့ဝချစ်သူရအလွန်သမားလေးတန်းတာမိနေတာမြင်ဆိုရင်ဒီမှာမြဲတဲ့ထိုင်နေမိတာအတိတ်ချေရကောက်ခဝေးရတဲ့ဒုနဝအကြောင်းမလာလို့မပေါင်းရဝေးမဲ့သစ္စာရဲ့ရှိနေမှာချစ်နေသူတွေလွမ်းကြိုက်နေသူတွေလွမ်းနာဆိုင်နေသူတွေလွမ်းနာချစ်နေသူတွေလွမ်းနာဒီဖြစ်ဟာတကယ်တော့မဆမ်းပါဇော်ကြီးနေကအလွမ်းသမားလေးပါကျေးဇူးများတင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ခင်ဗျာရှင်ချမ်းမြေ့ကြပါစေဟုတ်ရှင်ချမ်းမြေ့ကြပါစေဆုတောင်းပါတယ်ခင်ဗျာ